ဒီဆက်ကြီးကြောက်ကိုဘယ်နှကောင်လို့ခေါ်မှန်းဒါကြီးကြောက်ဒါရှစ်လက်မလောက်ရှိလားကိုအဲ့ကောင်လေကြောင်မိုက်နော်ကားဆက်စီနဲ့လုံးကြတာပဲတော့မကောင်းပါဘူးကားအပေါ်တက်တော့မှရေနဲ့ထိုးချမှဒီတဲရအကုန်ထွက်မှာကားပေါ်ကြွသွားရင်တော့နော်ရေနဲ့ထိုးချမှမထိုးရမယ်လိုက်ပေါ်နိုင်ဘူးအေးကဲသွားလေဒီကြောက်ပြားကြီးအဲ့နေကြကျိုးတာလားဒီကြားကြီးဩအဲ့ကျိုးတယ်ကျိုး तू ကအဲ့ပေါ်သွားကြလိုက်တော့ကျွံသွားမှာပေါ့အဲ့နေတယ်ဖြစ်မှာပေါ့ရှေ့ကကားအတစီကတော့လွတ်သွားတယ်နော်အဲ့နေရတော့အနီအောင်နဲ့နော်အဲ့ကားတစီကတော့လွတ်ပြီး तू ကအမှန်ရေကဒီလိုရှိအောင်ဟိုးတောင်ဘက်ကိုငါယူရမှာပိုယူရမှာပေါ့နော်မယူပဲနဲ့ तू ဒီဘက်ကလည်းတော့ရေဟောတယ်ထိုးချဗျာအဲ့ဒါဖြစ်သွားတာလမ်းဖာမကြွမနဲ့ဇုံဝင်လိုက်လို့ရှေ့ကကားလမ်းကြောင်းကိုကြည့်ပြီးတော့ရေစည်းဘက်ကိုအဲ့လေရှေ့မှာဟိုကောင်ကြီးလွတ်တယ်လေဗျာသူ့ဟိုဘက်ကိုတိုးရုံနဲ့ဆိုတော့မဖြစ်ဘူးနော်အေးပေါ့ဗျာဖြစ်နေတာတော့ဖြစ်တာပေါ့ကိုကြီးနော်ဒီမှာတော့မရှိနေကြဘူးပေါ့နော်တိုက်စားတော့လေကြောက်ခုံကြီးလမ်းယူတော်များပဲ့သွားတာပဲလမ်းခုံယူဘက်ကိုဘာဝပြုချင်